ပဲမင်္ဂလာပါဒီနေ့မှာတော့တင်းစားလိုမျိုးကောင်းကြီးမုတ်ဖတ်ထုတ်ကိုလွမ်းနေတဲ့သူတွေရှိလားတချို့နေရာတော့မုတ်ထာဝနာထုတ်လို့ခေါ်တယ်ဒီချိန်ညမှာဒီမှာရှိရဆိုရင်မုတ်ဖတ်ထုတ်ဆိုတဲ့အတန်ကြားရနဲ့အញ្ញံပြေးဝယ်ပြီးမှမလွယ်မသေးရှာပဲဒီနေ့တော့တင်စားပထမဆုံးမုတ်ဖတ်ထုတ်လုပ်ဖို့အတွက်တကြားနဲ့ထင်းရရည်ကိုပုတ်ပွက်စုအောင်တင်စားပြုတ်ပေးလိုက်မယ်ပေါ့နော်ပြီးရင်အပန်းရောင်စားပေါ့နော်အနှဲငယ်ထည့်ပြီးတော့ပြုတ်ပေးလိုက်မယ်နောက်တစ်ခါကျတော့တင်စားဝယ်ထားတဲ့အုံသီးဖက်လေးတွေကိုဒီပုတ်ပွက်စုလေးတဲ့တကြားထက်ညက်ပြုတ်ထားတဲ့နေရာမှာစားလေးပါထည့်ပြီးတော့ရောပြီးတော့ပြုတ်ပေးလိုက်မယ်နောက်တစ်ခုကကျတော့နမ်းမဲလေးပါထည့်ပြီးတော့ပြုတ်ပေးလိုက်မယ်ဒီထက်ညက်အရင်ကြီးစိတ်ဝင်သွားပြီးတော့ရေခမ်းတဲ့အထိတင်စားပြုတ်ပေးထားလိုက်ပါမယ်တင်စားကဒီနေ့တောင်ကုန်ဖက်ထုတ်တော့ထွိုင်းကြီးမှာဖြစ်ပါတယ်။ကောင်းကြီးမဲမဟုတ်ဘူးနော်။ပထမဆုံးတင်စားရေးဆေးလိုက်မယ်ဝယ်ထားတဲ့ငပြောရွက်တွေပေါ့နော်။ဒီမှာဆိုငပြောရွက်တွေကဈေးနည်းနည်းကြီးရဲ့သိလား။တင်စားရေးတက်စင်အောင်ဆေးပြီးတော့ရေးစစ်ထားလိုက်မယ်။နောက်ပြီးရင်တော့တင်စားမုန်နစ်ဆောက်လုပ်တော့ပါမယ်။မုန်နစ်ကတော့ဒီမှာလွယ်ကူစွာဝယ်လို့ရတဲ့ကောင်းကြီးမုတ်စစ်ကိုပဲတင်စားရေးလေးစားလေးထည့်ပြီးတော့မုံအနစ်ပြောင်လုပ်နေတာပါပြီးကြရင်တော့တင်စားစီးလေးစုပ်ပြီးတော့တင်စားမုတ်အလုံးလေးတွေလုံးထားပေးလိုက်ပါမယ်ဘာလို့လဲဆိုတော့ပြီးကြရင်ဒီအထဲကိုဒီအတင်ရပြီဖြစ်တဲ့ဒီတင်စားအုံးမျိုးလေးထည့်ပြီးမှဖြစ်ပါတယ်မုတ်ဖတ်ထုတ်ကတော့လူရောက်တော့မလောက်ဘူးထုတ်တော့ထုတ်လိုက်တယ်အရန်ကိုခက်ခဲတယ်ငိုတော့ငိုချင်သွားတယ်ဒါပေမဲ့အဆင်ပြေလို့ပဲထုတ်ထားပါတော့ပြီးရင်တင်စား sting လုပ်လိုက်တာပေါ့နော်အခုဆိုရင်တော့ဒါကတော့အရန်ကိုစားလို့ကောင်းတဲ့မုတ်ဖတ်ထုတ်လေးရပါပြီကြည့်လိုက်ပါအောင်ကောင်းကြီးကအီးဆန်နေရပဲတကြားလေးနဲ့နန်းလေးနဲ့စားရတာအရန်ကိုထိမိကွေပဲအားလုံးလေးအရန်လွယ်ကူလို့လှုပ်ရှားကြည့်တော့အရန်လေးရိုးရှင်းတယ်ပြီးရင်ဘတ်ဂျက်လည်းအများကြီးသုံးစရာမလိုဘူးအဆုံးထိနားထောင်ပေးလို့အားလုံးကျေးဇူးဘိုင်ဘိုင်